ပဲ့နေတဲ့ဦးဟာရွဲ့နေတဲ့ဆလောင်းအဖုံးနဲ့ပဲပေါင်းဖက်လို့ရပြီအနားညီတော့ဦးဟာလေကောင်းမွန်တော့အဖုံးနဲ့ပဲထပ်တူကြတယ်စိတ်မှန်ရင်ရွှေနဲ့ပဲကုတ်လို့ရပြီကြောက်ခဲမှန်ရင်ဘီလက်မဆလာနဲ့ကိုရတယ်ရေအိုးစင်ကရေမှန်ရင်တောက်သုံးသူနဲ့တွေ့ပြီးလမ်းပေါ်ကရေအိုင်မှန်ရင်ခြေဆေးသူနဲ့ပဲတွေ့ရတယ်တန်မိုးမသိတဲ့လူဟာတန်မိုးရှိတဲ့အရာနဲ့လွဲချော်ပေးရပြီးတန်မိုးရှိတဲ့သူကတန်မိုးနားလေတဲ့သူနဲ့ပဲပေါင်းစုံရတယ်စိန်ဖြစ်နေရင်တထေးနဲ့တွေ့ရမယ်ကြောက်ခဲဖြစ်နေရင်ပယံသမားနဲ့တွေ့ရမယ်ရင့်ကျက်တည်ငြိမ်အောင်မြင်သူဖြစ်ဖို့လိုအပ်လာရင်လောကရန်ကလူလိမ်တွေနဲ့တွေ့ပြီးလိရှိပါတယ်ထိုလူတွေကိုလွမ်းเสียရလဲမလိုတလို့တတ်မှတ်เสียရလဲမလိုပါဘူးဘာလို့လဲဆိုတော့ကိုဇက်လိုက်ဖြစ်ရဖို့တွန်းပို့ပေးနေတဲ့ဇက်ပူတွေလို့လीဇက်လိုက်ဟာဇက်လိုက်ချင်းပဲပေါင်းဖက်ရတယ်ဇက်ပို့တွေနဲ့ပေါင်းလိမရှိဘူးဒါကြောင့်လေဘဝရဲ့အတွေ့အကြုံဇက်ပို့တွေကိုကျေးဇူးတင်လိုက်ပါကိုယ်တိုင်လေတန်ဖိုးရှိအောင်နေပါ